Hello အားလုံးမင်္ဂလာပါကျွန်တော်3D ဒီမှာသမတ်ရဲ့ဆိုကြည့် channel ကနေပြန်လည်ကြိုဆိုပါရစေပေါ့နော်ဒီဗီဒီယိုမှာမျိုးတို့ကျွန်တော်တောင်းဆိုတာပေါ့နော်ပုံတွေရိုက်ပြီးတော့မနော်ဒီကျွန်တော်ပြထားတဲ့လုံးပိုင်းနှမျိုးကိုသူတို့ကီးသွဲနေနဲ့သုံးတဲ့လူရှိတယ်ပေါ့နော်ဒီကတော့လုံးပိုင်းပေါ့နော်လုံးပိုင်းနှမျိုးဖြစ်ပါတယ်ဒါလုံးပိုင်းတစ်မျိုးတော့ကျွန်တော်ပြထားပါတယ်နော်ဒါပေမဲ့ကျွန်တော်နောက်ထပ်လုံးပိုင်းနှမျိုးစလုံးကိုကျွန်တော်ပြန်ပြပြမှာပဲပေါ့နော်ဒီမှာရှစ်လုံးပိုင်းတွင်းနံပါတ်1ရှစ်လုံးပိုင်းတွင်းနံပါတ်2လည်းရှစ်လုံးပိုင်းပေါ့နော်အဲ့ဒီထဲမှာ9ခွန်8ပေါ့နော်ဒီမှာ9 6လုံးပိုင်းမှာ9 6တွဲနဲ့လာတယ်9လုံးပိုင်း9လုံးပိုင်းမှာ9လုံးပိုင်းပေါ့နော်ဒီမှာ4လုံးပိုင်းမှာ4မှာ1 4 5 2 5မှာ2 5နဲ့အတွဲနဲ့လာတယ်9 9မှာလုံးပိုင်း9နဲ့လာတယ်3 3 3မှာ3လုံးပိုင်းနဲ့လာတယ်9မှာ9လုံးပိုင်းလို့လာပါတယ်ဗောနော်9ခုနဲ့เนาะဒီ6 8မှာကျတော့ဒီ6နှစ်9မှာဒီမှာ3နံပါတ်1ကပေးတယ်ဒီမှာ3နံပါတ်2ကပြတ်တယ်ဗောနော်နောက်တစ်ပြင်3နဲ့6မှာဒီမှာ9 6 3ဆိုပြီးတော့လုံးပိုင်းအနေကီးသွဲနဲ့လာတော့ပါတယ်8လုံးပိုင်းမှာ8 6 6ဒီမှာ8လုံးပိုင်း9နဲ့8ဆိုပြီးတော့လုံးပိုင်းရတဲ့အချိန်မှာ3 9ရဲ့ဒီမှာထွက်သွားတဲ့တော့ကြောင့်ဒီမှာ8လုံးပိုင်းကပြတ်တယ်ဒီမှာ9လုံးပိုင်းဒီဆက်ပေးဆက်ဖြစ်ပါတယ်သူ့ပြင်မဲ့ပေါ့နော်ဒီ9 1 4ထွက်တဲ့ပြင်မှာ3နံပါတ်1မှာ3လုံးပိုင်းရဲ့3နံပါတ်2က1လုံးပိုင်းထွက်သွားတာဒီ9 1 4ဆိုပြီးတော့3နံပါတ်2ဆက်ပေးပြီးတော့3နံပါတ်1ကပြတ်သွားပါတယ်ပေါ့နော်ကျွန်တော်ဒီ14ချိန်မြောက်မှာ3နံပါတ်1က3လုံးပိုင်းရဲ့6လုံးပိုင်းရဲ့ပေါ့နော်အဲ့ဒီမှာသူထွက်သွားတာဒီကျွန်တော်တို့က9 1 4ကနေဒီတော့ဒီ6 1 2ပေါ့နော်6 1 2ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လုံးပိုင်းဒီ20နံပါတ်1ကထပ်ပြတ်ပြီးတော့20နံပါတ်2ကတော့ဆက်ပေးတာဖြစ်ပါတယ်ဗောနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်20နံပါတ်1ကို20နံပါတ်2ကိုယူတဲ့နည်းတွေကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ဗောနော်တောင်းဆိုတဲ့မိတ်ဆွေတွေမရတယ်ဗောနော်ဒီဟာမရတော့ဘူးလားဆိုတဲ့မေးတဲ့ကျွန်တော်မိတ်ဆွေရှိတယ်ဗောနော်ဒါကိုကျွန်တော်ပြန်ပြပေးမှာဖြစ်ပါတယ်ဗောနော်ကဲတစ်ချက်လောက်ကြည့်အောင်နော်3ပိုင်း3နံပါတ်1စပြမယ်ပေါ့နော်ဒီ3နံပါတ်1ကယူတဲ့နည်းကဒီမှာတောက်တာတဲ့ပေါင်းစင်ရဲ့နော်နှလုံးတိုက်ရေပေါ့နော်ဒီမှာ3ချိန်ဒီမှာ1ချိန်ဒီမှာ1ချိန်ဒီမှာ1ချိန်ကိုပုံတည်နဲ့ပေါင်းတာပေါ့နော်အဲ့ဒီမှာကျွန်တော်ပေါင်းရှင်းက6လို့ရပါတယ်6 6 6ပြီးတော့သူထွက်သွားတာဒီ3 9 9 9ပေါ့နော်ဒါလေး3နံပါတ်1ပေါ့နော်ဒါ6လုံးပိုင်းပေါ့နော်အဲ့လိုမျိုးယူတဲ့နည်းဖြစ်ပါတယ်သူ့ရဲ့ရင်ဘက်ကတော့ကျွန်တော်3 9လုံးပိုင်းပြတ်သွားပါတယ်ပေါ့နော်ဒီမှာနေ9နှစ်ရဲ့ရင်ဘက်ကနေ9နှစ်ရဲ့9 1 4ရဲ့နှလုံးတိုက်က4ခွန်လို့ထားတော့ပါတယ်14ချိန်မြောက်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဒီမှာ3ချိန်ယူပါမယ်ပြီးရင်တစ်ချိန်စီယူပါမယ်ပြီးသိစီတစ်ချိန်ပုံတည်1နဲ့ပေါင်းတာပေါ့နော်နှစ်3လီက6ဖြစ်ပါတယ်9တလီက9 4တစ်ချိန်က4ဒီမှာနောက်ထပ်4တစ်ချိန်က4ပုံတည်1နဲ့ပေါင်းတာပေါ့နော်အဲ့ဒီမှာကျွန်တော်ပေါင်းရှင်းဒီမှာ6နဲ့9နဲ့ပေါင်းရှင်းဒီ7ပေါ့နော်7ကို1နဲ့ပေါင်းတော့7နှစ်ကိုဒီနှလုံးပေါင်း8ပေါင်းတော့300လို့ရတယ်ပေါ့နော်ဒီရင်ဘက်က300မှာဆက်သွားတာဒီ6 1နှစ်ပေါ့နော်ဒီတွဲနေလုံးပိုင်းနံပါတ်1ကဒီရင်ဘက်က300လုံးပိုင်းလို့ရတယ်ပေါ့နော်ရင်ဘက်က300လုံးပိုင်းလို့ရတယ်ပေါ့နော်ဒီလာမဲ့အချိန်15ချိန်မြောက်ကတော့15ချိန်မြောက်လုံးပိုင်းကကျွန်တော်ထွက်သွားတာဒီ3နံပါတ်1เนาะ3 3 9ရဲ့6 1နဲ့ရဲ့ခွန်ရဲ့ပေါ့เนาะခွန်ရဲ့လွတ်ထွက်တာပါတယ်ဒီမှာ3ချိန်တစ်ချိန်ကိုပုံတည်1နဲ့ပေါင်းပါမယ်3 ဒီက9ဖြစ်ပါတယ်6တစ်ချိန်2တစ်ချိန်ပေါ့เนาะဒီရင်ခွန်ကတစ်ချိန်ပုံတည်1နဲ့ပေါင်းတယ်ပေါ့เนาะအဲ့ဒီမှာကျွန်တော်ပေါင်းချင်းကဒီမှာနေ့ရခွန်ရတည့်ပေါင်းရှင်းက30 9နဲ့6နဲ့ပေါင်းရှင်းဒီ9ဆိုတဲ့ကြောင့်လုံးပိုင်းဒီ9လို့ရနေပါတယ်ဗောနော်ဒီကျွန်တော်တို့ဒီလာမဲ့နေ့ရက်9လ26ဗောနော်26စင်ကေဗောနော်ကျွန်တော်ဒီလာမဲ့အချိန်မှာလုံးပိုင်းတွင်းနေတဲ့ပတ်သက်ဒီ9လို့ရနေပါတယ်ဗောနော်
လုံးပိုင်9လို့ရနေပါတယ်သွေးနည်းနှစ်ဖက်နှစ်ကိုတစ်ချက်လောက်ကြည့်အောင်နော်ရင်ဘက်ကလုံးပိုင်က6လို့ရတယ်ပေါ့နော်အဲ့ဒီမှာသူထွက်သွားတာဒီ6တင်းနှစ်ပေါ့နော်6တင်းနှစ်ဆိုတဲ့တကြောင်ဆို6လုံးပိုင်ဒီစပ်ပေးရပါနော်တနည်းနဲ့ဘယ်နှလုံးပိုင်ကတော့ထွက်သွားတဲ့ပေါက်စိန်ကဒီ15ပင်မြောက်မှာ3.9ရဲ့6တင်းနဲ့ရနှလုံးတိုက်တည်ခွန်မနော်ပြီးရင်355တေ398 668 4နဲ့4ဆိုပြီးတော့ထပ်ထားတာဖြစ်ပါတယ်ယူတဲ့နည်းကတော့ကျွန်တော်ဒီမှာဒီကောင်တစ်ချိန်စီယူပါတယ်ပြီးရင်ဒီနှလုံးအလဲရဲ့ပိတ်တစ်ချိန်စီယူပါတယ်နှလုံးတိုက်မယူဘူးနှလုံးတိုက်မယူပြီးရင်ဒီတစ်ချိန်စီယူပါတယ်အလဲတိုင်းနှစ်ချိန်အပိတ်တစ်ချိန်ပြီးရင်ဒီ3နဲ့ပြီးရင်နှစ်တိပေါ့နော်ဒါကိုကျွန်တော်ပုံဒီ9နဲ့ပေါင်းတယ်ပေါ့နော်3တစ်ချိန်က3ရက3ရမရတော့ဘူး9တစ်ချိန်က9တစ်တစ်ချိန်ကတစ်ဒီမှာနှစ်တစ်ချိန်ကနှစ်3တစ်ချိန်က3 5တစ်ချိန်က5 5တစ်ချိန်က5 3ရနှစ်ချိန်3ရမရတော့ဘူး8တစ်ချိန်က8 8တစ်ချိန်ဒီ8 6 3လီကလည်း18 8နှစ်လီက16 4နှစ်လီက8နှစ်တလီကနှစ်နော်ပြီးရင်ပုံဒီ9နဲ့ပေါင်းရှင်းတဲ့နဲ့ပေါင်းလို့30ဒီ9နဲ့ဒီ1နဲ့ပေါင်းလဲ30ပေါ့နော်ပြီးရင်ဒီမှာ9နဲ့9နဲ့ပေါင်းရင်လဲ30ပါပဲပေါ့နော်ဒီကျွန်တော်တို့ဒီ6နဲ့ဒီနှစ်နဲ့ပေါင်းရင်30ပဲပေါ့နော်ဒီမှာကျန်နေမှာကဒီမှာ3ရယ်9ရယ်6ရယ်ပေါင်းရင်30ပါဒီမှာကျန်နေမှာက3ကျန်မယ်6ကျန်မယ်6ရကျန်မယ်ပေါ့နော်6နဲ့6နဲ့ပေါင်းရှင်းက4ကိုဒီ3နဲ့ပေါင်းရှင်းဒီခွန်လို့ရပါတယ်ပေါ့နော်ဒီလာမယ်6ချိန်မှာ2ရက်5လာ68လုံးပိုင်ပေါ့နော်လုံးပိုင်နှစ်ပတ်နှစ်ကတော့ခွန်လို့ရနေပါတယ်ပေါ့နော်လုံးပိုင်နှစ်ပတ်နှစ်ကခွန်လို့ရနေပါတယ်ဒီလုံးပိုင်နှစ်ပတ်နှစ်ကတော့စက်တိုက်နှစ်ပတ်စက်တိုက်ပေးတယ်ပေါ့နော်ဒီမှာ9အတွဲနဲ့ရမယ်ဆိုရင်9ခွန်တွဲဖြစ်ပါလိမ့်မယ်เนาะဒီလုံးပိုင်ကတော့တစ်မျိုးမဟုတ်တစ်မျိုးပေးနေတယ်ပေါ့နော်ဒီလုံးပိုင်တစ်မျိုးကတော့တစ်မျိုးမဟုတ်တစ်မျိုးလာပါတယ်ဒီမှာ3ညပြတ်တယ်ဒီမှာ16ကတော့ဒီမှာ16နဲ့လာတယ်ဒီလာမဲ့အချိန်တော့2ရက်5လ26ဒီကျွန်တော်လုံးပိုင်သွင်းနည်းနှမျိုးဒီ9ရက်ခွန်ရလို့ရနေပါတယ်ဘောနော်တောင်းဆိုတဲ့မိတ်ဆွေတွေကိုကျွန်တော်ပြတ်ပေးလိုက်ပါယူဘောနော်အားလုံးပဲထောက်ကူရပါစေကြိုင်နေတဲ့ရင် like subscribe share လေးတွေလုပ်ထားအောင်နော်ထောက်ကူရပါစေဘောနော်9လုံးပိုင်ခွန်လုံးပိုင်ဖြစ်ပါတယ်ဘောနော်ချစ်ကြိမ်ပါနော်